ကဘာပေါ်မှာစစ်ပွဲတွေဒါမှမဟုတ်တဘာဝဘေးအန္တရာယ်တွေကြောင့်ကဘာပြက်ကင်းကြုံရတဲ့အခါလူသားတွေရဲ့နောက်ဆုံးမျှော်လင့်ချက်ကဘာဖြစ်မလဲစစ်ပွဲတွေတဘာဝဘေးအန္တရာယ်တွေကြောင့်အဆောက်အအုံတွေပျက်စီးမယ်တစ်ပင်တွေပြုံးတိမယ်ဒီနောက်ဆက်တွဲပြဿနာတွေကြောင့်လူတွေစားတောက်နေထိုင်ရေးတွေခက်ခဲလာပါလိမ့်မယ်ဒီပြဿနာတွေကိုဖြေရှင်းနိုင်ဖို့အတွက်နော်ဝေအစိုးရGenetic Resort နဲ့ Crosstrack တို့ပူးပေါင်းပြီးတော့မြောက်ဝင်ရိုးစွန်းနဲ့အလွန်နီးကပ်တဲ့နှင်းဖုံးတောင်တန်းကြီးတွေကြားမှာအမေရိကန်ဒေါ်လာ9သန်းနီးပါးကုန်ကျခံပြီးအနာဂတ်အတွက် Seven Global Seaport လို့ခေါ်တဲ့မျိုးစေ့ဗန်ကြီးတစ်ခုကိုတည်ဆောက်ခဲ့ပါတယ်။ရည်ရွယ်ချက်ကလူသားမျိုးနွယ်တွေဆက်လက်ရှင်သန်နိုင်မှုအစားအသောက်ရရှိရေးအတွက်စိုက်ပျိုးသီးနှံတွေပြန်လည်စိုက်ပျိုးနိုင်ရန်ကမ္ဘာတဝန်းလုံးကမျိုးစေ့တွေကိုအခမဲ့တိုးလောင်သိမ်းဆည်းထားဖို့ပဲဖြစ်ပါတယ်။ဒီတိုးလောင်ရုံဟာဘုံတန်နဲ့ငလျင်တန်ခံနိုင်အောင်တိစောက်ထားတဲ့အပြင်ပင်လယ်ရေမျက်နှာပြင်အထက်ပေ400ကျော်မှာရှိတဲ့ကြောက်တောင်ကြီးထဲမှာရှိနေပြီးကမ္ဘာရေခဲပြင်နဲ့အရေပျော်သွားရင်တော့ဒီနေရာကရေမနစ်မြုပ်နိုင်အောင်ပြုလုပ်ထားတာပါနောက်တစ်ခုကတောင်ကြီးရဲ့အတွင်းပိုင်းမှာPermafrost လို့ခေါ်တဲ့အမြဲအေးခဲနေတဲ့အလွှာရှိပါတယ်အကယ်၍ချက်ပစ္စည်းတွေအကုန်ပျက်စီးပြီးတော့လျှက်စစ်ပြီးပြတ်တောက်သွားခဲ့ရင်တော့ဒီသဘာဝအေးဓာတ်ကမျိုးစေ့တွေကိုနှစ်ပေါင်းများစွာမပြတ်စည်းအောင်ထိမ့်သိမ်းထားနိုင်လို့ပါဒီထဲကိုသွားမယ်ဆိုရင်ဝင်ပေါက်ကနေပေ400ကျော်ရှိတဲ့ဦးမင်လမ်းကြောင်းကြီးနဲ့လုံခြုံရေးတကား9ခုကိုဖျက်ကျော်ရပါတယ်အထဲကိုရောက်သွားတဲ့အခါမှာအနှုတ်18ဒီဂရီစင်တီဂရိတ်အောက်မှာအေးခဲနေတဲ့အခန်းကျယ်ကြီးတွေကိုတွေ့ရပါလိမ့်မယ်အဲ့ဒီမှာကဘာတဝန်းလုံးကစုဆောင်းထားတဲ့သီးနှံမျိုးစေ့ပေါင်း1သန်းကျော်ရှိနေပြီးမြောက်ကိုရီးယားကနေအမေရိကန်အထိကမ္ဘာနိုင်ငံအသီးသီးကသူတို့ရဲ့အဖိုးတန်မျိုးစေ့တွေကိုဒီနေရာမှာလာရောက်အနှံထားကြတာပါလူတွေကဒီမျိုးစေ့တွေကိုဘယ်တော့မှသုံးရမှာမဟုတ်ဘူးလို့ထင်ခဲ့ကြပေမဲ့2015ခုနှစ်မှာတော့ဆီးရီးယားပြည်တွင်းစစ်ပွဲကြောင့်အလက်ပိုမြို့မှာရှိတဲ့မျိုးစေ့ပင်တစ်ခုပျက်စီးသွားတဲ့အခါသိပ္ပံပညာရှင်တွေဟာဆဲဘက်ကိုလာရောက်ပြီးတော့သူတို့ရဲ့အရင်ကလာအပ်ထားတဲ့မျိုးစေ့တွေကိုပထမဦးဆုံးအကြိမ်ပြန်လည်ထုတ်ယူပြီးတော့နိုင်ငံသားတွေကိုပြန်လည်စိုက်ပျိုးကျွေးမွေးနိုင်ခဲ့ပါတယ်။ဒါဟာဒဏ္ဍာရီတစ်ခုမဟုတ်ပါဘူး။လူသားတွေရဲ့အနာဂတ်ကိုအာမခံထားတဲ့တကယ့်လက်တွေ့နေရာတစ်ခုဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်Seven Global Seaport ဟာနောက်ထပ်နှစ်ပေါင်းများစွာကြာတဲ့အချိန်နှင်းတောင်တွေကြားထဲမှာငြိမ်သက်စွာနဲ့လူသားတွေရဲ့အနာဂတ်ကိုစောင့်ရှောက်ပေးအောင်မှာဖြစ်ပါတယ်။ယခုလိုဘ ਹੁ တူရရစရာဗီဒီယိုလေးတွေကိုကြည့်ရှုနိုင်ဖို့အတွက် channel လေးကို follow လုပ်ထားခဲ့ပေးပါအောင်ရှင်။